မြတ်စွာဘုရားဟာရာဇဂုပြည်ရောက်လာတဲ့အချိန်ပိုင်းလေးမှာရာဇဂုပြည်မှာအဖြစ်အပျက်ကလေးတစ်ခုဖြစ်လာတယ်ရာဇဂုမြေမြတ်စွာဘုရားဟာပထမဝါဒုတိယဝါတတိယဝါစတုထဝါလို့ဒုတိယဝါတတိယဝါစတုထဝါသုံးဝါဆက်တိုက်ရာဇဂုမြို့မှာနေထိုင်တယ်ဝါတွင်ကာလမှာဒီလိုသုံးနှစ်ဆက်တိုက်နေထိုင်ဝါဘအချိန်တွေမှာလည်းပဲရာဇဂုမြို့အချိန်ချင်းရောက်တယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားနဲ့ယင်းဤဝင်ဆက်နေတဲ့ရာဇဂုမြို့ဘုရင်ဗေမိသာရမင်းကြီးကိုယ်တိုင်ကိုကမြတ်စွာဘုရားနဲ့ပထမဆုံးတွေ့တဲ့အချိန်မှာသောတပန်ဖြစ်သွားအဲ့ဒီမှာ3,200,000ထဲမှာလဲ3,100,000သောမြို့သူမြို့သားတွေဟာဘုရားဘာသာဝင်သောတပန်ပုဂ္ဂိုလ်တွေဖြစ်သွားကြတယ်အဲ့ဒီလိုထင်ရှားတဲ့နေရာဒေသကြီးမှာတော့ဘုရားဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းနေသေးတယ်ပေါ့ရာဇဂုမြို့မှာရှိနေတဲ့တထေးတယောက်ခင်းကမြေထဲရေဆင်းချိုးရနေပြီးတော့ရေချိုးတဲ့အခါမှာတစုံတစ်ခုများမျောပါသွားရင်ပြန်ဆယ်လို့ရအောင်ဆိုပြီးပိုက်တွေဖြန့်တန်းပြီးတော့ရေချိုးလေးရှိတဲ့အဲ့လိုရေချိုးတဲ့အခါမှာသူဖြန့်တန်းထားတဲ့ပိုက်ပေါ်မှာလာပြီးတော့တစ်တုံးတစ်ရုံညှိတာအဲ့ဒီတစ်တုံးကိုကြည့်လိုက်တဲ့အခါမှာတစ်တုံးကအလွန်ချောမွေ့ပြီးတော့ကြည့်တော့ဘာတစ်တုံးမှလဲဒီတစ်တုံးကဆိုပြီးတော့ကမ်းပေါ်ဆက်တင်ပြီးတော့အစိမ့်နဲ့ရဲရဲနဲ့ခုတ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအလွန်တန်ဖိုးရှိတဲ့စန္ဒကူအနှစ်တုံးကြီးဖြစ်နေဟိုးစန္ဒကူပင်ကနေပြီးတော့မြစ်ကြောတစ်ရောက်စန္ဒကူပင်ကနေရေတိုက်စားပြီးတော့မြစ်တလျောက်မှာဝေးလံတဲ့ဒေသကနေပြီးတော့မျောပါလာတယ်ဒီစန္ဒကူတုံးဟာရေကတိုက်လိုင်းကပုတ်နေကြောက်တုံးတွေဈာတဲ့ကနေပြီးတော့ကြောက်တုံးတွေနဲ့တိုက်လို့ဆိုမျောလာတဲ့စန္ဒကူတုံးကြီးဟာကြည့်လိုက်လို့ရှိရင်ချောမွေ့နေအတိုက်ခိုက်တဲ့ကြောင့်ချောမွေ့ပြီးတော့နေတယ်အေးအဲ့ဒီလိုချောမွေ့နေတဲ့တစ်တုံးတစ်တုံးကောက်ပြီးတော့ကြည့်လိုက်တဲ့အခါတကယ်ကိုတန်မိုးရှိတဲ့စန္ဒကူနှစ်တုံးကြီးဖြစ်နေတာနှစ်တုံးကြီးဖြစ်တော့သူကဗုဒ္ဓဘာသာမဟုတ်ဘူးဘယ်ဘာသာကိုမှမယုံကြည်ဘူးခုခေတ်လို့ပြောမယ်ဆိုရင်တော့ဘာသာမဲ့သူတယောက်ပေါ့အဲ့ဒီခေတ်ကရာဇဂုပြည်မှာဘာသာတရားတွေက6မျိုးထွန်းကားနေတာရှိတယ်ပုရဏကတ္တဗဟောတဲ့အကရိယဘာသာဝါဒဘာမှလုပ်เสียမလိုဘူးဆိုတဲ့ဘာသာဝါဒကုသိုလ်အကုသိုလ်ဆိုတာမရှိဘူးမင်းတို့ကုသိုလ်လည်းလုပ်เสียမလိုဘူးအကုသိုလ်လည်းလုပ်เสียမလိုဘူးလုပ်လို့လည်းမရဘူးဆိုတဲ့အယူဝါဒကိုဟောတယ်နော်ကုသိုလ်ဘလောက်လုပ်အကုသိုလ်ဘလောက်လုပ်ဘာဒုက္ခမှငရဲလည်းမရဘူးကုသိုလ်တွေဘလောက်လုပ်ကောင်းရသူတွေမရောက်နိုင်ဘူးဆိုတဲ့အကရိယဝါဒကိုချမှတ်ထားတဲ့ပုရဏကတ္တဗရဲ့အကရိယဝါဒဘာသာတရားလေထွန်းကားမဂ္ဂလိဂေါသလကြီးရဲ့တန်တာရသုတ်တိလို့ဆိုတဲ့တနေ့တစ်ချိန်ကျရင်အားလုံးဟာတန်တရားဝကလွတ်ကြမှာပဲဆိုတဲ့လောကမှာလှုပ်ရှားတွေဘာမှမလိုဘူးနော်အကြောင်းမဲ့ကြီးပွားလာတာလည်းအကြောင်းမဲ့ပဲပျက်စီးဆုံးရှုံးသွားတာလည်းအကြောင်းမဲ့ပဲလူတွေရဲ့လုံလဝိရိယရဲ့အကျိုးဆိုတာဘာမှမရှိဘူးလူမိုက်ဖြစ်ပြီးတော့တန်တရားရှည်ခြင်းလို့လည်းမရဘူးပညာရှိဖြစ်ခြင်းလို့တန်တရားတိုးခြင်းလည်းမရဘူးကန့်တတ်ထားပြီးသားရှိတယ်တန်တရားရက်စိရင်အလုံးဟာတန်တရားဝကလွတ်ကြမှာပဲဆိုတဲ့တန်တာရသုတ်တိဝါဒကိုဥတည်ပြီးတော့ဟောကြားတဲ့မဂ္ဂလိရဲ့သာသနာဘာသာတရားကလည်းထွန်းကားနေတယ်ခဏိခေဘာသာတွေနဲ့တော့မတူတတ်ဘူးပေါ့နော်ဟောတာဒီနောက်တစ်ခါအစိတကေတလကေတကမ္မလဆိုတဲ့ဘာသာရေးခေါင်းဆောင်ကတော့ဘာတွေခေါ်တော့ဆိုကံတရားရဲ့အကျိုးဆိုတာမရှိဘူးတဲ့အကုန်ညင်းပဲတယ်သိပြီးပြန်မွေးတာမရှိဘူးတဲ့ကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးတရားဆိုတာမရှိဘူးနောက်ဆုံးမှာအမေဆိုတာမရှိဘူးဖေဆိုတာမရှိဘူးနတ္ထိမတာနတ္ထိပိအဲ့တော့အမေမရှိဘူးဆိုတာကို့အမေကမွေးတာမဟုတ်ဘူးလားလို့ဒီလိုမေးစရာရှိတယ်ဟုတ်တယ်အမေကိုအတိမမပြုတ်တာကိုအမေမရှိဘူးလို့ပြောတာအတိမမပြုတ်သည့်အတွက်ကြောင့်အမေကိုပြုစုလဲအကျိုးမရှိဘူးအမေကိုစော်ကားလည်းပဲအပြစ်မရှိဘူးအတိမမပြုတ်သည့်အတွက်ကြောင့်အဖေပေါ်မှာစော်ကားလည်းအပြစ်မရှိဘူးပြုစုဆောင်ရှောက်လည်းပဲအကျိုးမရှိဘူးဆိုတဲ့အယူဝါဒရုပ်ဝါဒဓမ္မပေါ့အဲ့ဒါလို့နောက်ဆုံးမှာလောကမှာဖះဆိုတာတော့မရှိဘူးလို့နတ္ထိကဝါဒ
ဒုစရိုက်10ပါးထဲမှာပါတဲ့အဘိဓါဗျာပါဒမိစ္ဆာဒိဋ္ဌိဆိုတာအဲ့ဒီဟာကိုရည်ညွှန်းတာပဲသူရဲ့မိစ္ဆာဒိဋ္ဌိဝါဒဟာဒုစရိုက်ထဲမှာပါတယ်မနောဒုစရိုက်ထဲမှာကံတရားရဲ့အကျိုးကိုညှင်းပယ်လိုက်ပြီဆိုတဲ့ကသူကလူတော်လူကောင်းဖြစ်ဖို့ခဲရင်သွားတယ်ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့ဒီဘာသာတရားကိုလည်းပဲတွင်တင်ကြီးဟောနေတာသူတို့ခေတ်ကသေသွားရင်အလုံးဟာဘာမှမရှိတော့ဘူးဆိုပြီးတော့ပြတ်သွားတတောတတ္တတဥစ္စေတက်ရှိတတ္တဝါတွေကနောက်ဆုံးသေသွားတဲ့နောက်ဘာမှမရှိဘူးနော်တင်းကျန်းရဲ့ဟိုဘက်ဘာမှမပါဘူးသေရင်ပြပဲလှူတာတွေလည်းအကုန်ပြပုံပဲလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်ပေါ့သူ့ရဲ့ဝါဒနောက်တစ်ခါပကုဒ္ဒကိစ္ဆယနာဆိုတာတခုနဲ့တခုဘာမှအာဟာတာမဖြစ်ဘူးလောကမှာသာဝရတည်မြဲတဲ့အရာနော်သာဝရတည်မြဲပြီးတော့သူ့သဘာဝအတိုင်းသူရှိနေတဲ့အရာ9မျိုးရှိတယ်ဆိုပြီးတော့ဓာတ်ကြီးလေးပါးရဲ့ဒုက္ခဒုက္ခရဲ့ဇီဝရဲ့ဆိုတာကြီးတွေဒီ9မျိုးကိုသိမှပြုပြီးတော့ဒါသာဝရမြဲတဲ့အရာပြုပြင်ပြောင်းလဲလို့မရဘူးလို့ဆိုတဲ့အင်ကြီးနေညဝါဒကိုဘာသာတရားကိုဟောပြောနေတဲ့ပကုဒ္ဒကိစ္ဆယနာဆိုတာလည်းရှိတယ်ဘာမှရေရမပြောနိုင်ပဲနဲ့လာသမျှတွေအကုန်ရှောင်တိန်နေတဲ့ဝါဒကိုလက်ခံတဲ့သင်္ဆရာဗိလထဗုဒ္ဓဆိုတဲ့ဘာသာတရားလည်းထွန်းကားနေတယ်နောက်ဆုံးမှာသတ္တုယမတံဝရ၄ဘက်၄တန်ကအကုသိုလ်ကိုရှောင်ရမယ်ဆိုပြီးတော့အစွန်းရောက်အဟိတတရားကိုလက်ခံကျင့်သုံးတဲ့ဒီနိဂန္ဓနတဗုဒ္ဓရဲ့ဝါဒဆိုတာလည်းပဲရာဇဂိုမြို့မှာထွန်းကားနေတယ်အဲ့ဒီဝါဒတွေအပြင်မှာမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မြတ်စွာဘုရားရဲ့မေဇိမပฏิပဒါကျင့်စဉ်နဲ့တဏှာဩကလွတ်ရလွတ်ကြောင်းအကျင့်တရားတွေကိုဟောပြောလာတယ်အတ္တဆိုတာကိုညှင်းပယ်လာခဲ့တယ်လောကမှာမြဲတာတခုမှမရှိဘူးမရှိသည့်အတွက်ကြောင့်ဒီကျင့်စဉ်နဲ့ကျင့်ရတဏှာထဲမှာဆင်းရဲဒုက္ခကလွတ်တဲ့နေရာဆိုတာမရှိဘူးနိဗ္ဗာန်ရမှာဆင်းရဲဒုက္ခလုံးဝလွတ်နိုင်တယ်လို့ကျင့်စဉ်နဲ့ကွဒီဟောပြောတဲ့ဂေါတမဗုဒ္ဓရဲ့ဘာသာတရားလည်းရာဇဂိုမြို့မှာထွန်းကားဒီတတိကတော့ဘယ်ဘာသာကိုမှစိတ်ဝင်စားဘူးဒီလိုဆိုလို့တယ်ပေါ့ဘာသာမဲ့တယောက်အဲ့တော့ဇန္နကုအနှစ်တုံးကြီးရလာတဲ့အခါကျတော့သူစိတ်ကူးပေါက်တယ်အေးဒီဘာသာတော့တရားတွေအမျိုးမျိုးပြောကြတယ်သူလည်းယဟန္တာငါလည်းယဟန္တာနဲ့ပြောကြတယ်ယဟန္တာတွေတက်ပေါ်တယ်ပေါ့အဲ့တော့ဒီဇန္နကုနှစ်တုံးကိုသူကငါအိမ်မှာအများကြီးရှိတယ်ဒီတပိတ်အဖြစ်ပုတ်စင်တင်ပြီးတော့တပိတ်ဒီတပိတ်တရံပေါ်လာအောင်ပုတ်စင်တင်ပြီးတော့တပိတ်ပုတ်မယ်ရလာတဲ့ဒီပုတ်စင်ကကြာလာတဲ့ဇန္နကုဒီအဖတ်တွေကိုတော့သူကမျက်စင်းတို့ပါတို့ဒီလိုနတ်နာအဖြစ်အသုံးပြုတာပေါ့အဲ့ဒါတွေကိုသူသုံးမယ်ဒီတပိတ်ကိုတော့လောကမှာတကယ်ယဟန္တာဆိုတာရှိသလားစုံစမ်းရေးလုပ်မယ်ပေါ့စုံစမ်းဖို့အတွက်အသုံးချတကိုးရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဆိုရင်လည်းငါစုံစမ်းမယ်လို့ဆိုတပိတ်တစ်လုံးဘာသာတရားဘာသာရေးသမားတွေကြိုင်တဲ့တပိတ်ခွက်ပေါ့နော်စားတော့ခွက်အဲ့ဒီပုံစံပုတ်စင်တင်ပြီးတော့တပိတ်တစ်လုံးကပုတ်ထားပြီးတပိတ်ပုံစံဖော်ထားပြီးတဲ့အခါမှာအိတ်ထဲထည့်ပြီးတော့ဝလုံးတွေအဆင့်ဆင့်နဲ့မြောက်တင်ပြီးမြင့်တင်ပြီးတော့ဝလုံးထိပ်ဖြားမှာဆွဲထားတယ်မြန်မာပြည်အလူတွေမှာအဲ့ဒီဖရားတွေထဲမှာသွားပြီးတော့တခွန်တိုင်မှာဆွဲထားတာမျိုးတွေတွေ့ဘူးကြလိမ့်မယ်အဲ့ဒီမှာဆွဲထားပြီးတော့သူကဘာကြေညာလိုက်တယ်လဲလို့ဆိုလို့ရှိရင်နော်ဘာကြေညာတုံးဆိုလို့ရှိရင်ယောတမနောဝါဗြဟ္မနောဝါတမနာပဲဖြစ်ဖြစ်ဗြဟ္မနာပဲဖြစ်ဖြစ်တဲ့နော်ယောတမနောဝါဗြဟ္မနောဝါအရဟစေဝအဋ္ဌိမသာယဟန္တာလည်းဟုတ်တယ်တကူလည်းကြီးတယ်ဒိဏံယေဝပတ္တံဒီတပိတ်ကိုအဲ့ဒီယဟန္တာလည်းဟုတ်တယ်တကူလည်းကြီးတယ်ဘယ်တမနာခိုင်းကလာခဲ့ဘယ်ပြမနာခိုင်းကလာခဲ့တကူကြီးတယ်ယဟန္တာဖြစ်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီတပိတ်ကိုလှူတယ်နော်ဩဟရတုဒီတပိတ်ကိုရအောင်ယူပေါ့ဘယ်သူပဲယူရဲလူပါဠိတော်မှာသုလဝက်ကပါဠိတော်မှာဒီဝတ္ထုလေးကိုမှတ်တမ်းတင်ထားတာရှိတယ်သို့သောဓမ္မပဒအထက်ကရာမှာတော့ဒီတဲ့ပြည့်ပြည့်စုံစုံရေးသားထားတာလည်းရှိတယ်ပေါ့
အဲ့ဒီအထက်ကထာလာတဲ့စကားတွေကိုအသာထားလိုက်ပါဠိတော်ဇာတ်ကြောင်းလေးကတော့အဲ့တိုင်းပဲယဟန္တာရှိမရှိစူးစမ်းတဲ့အနေနဲ့စန္ဒကူတပိတ်ကိုအမြင့်60လောက်ပေ60လောက်မြင့်တဲ့အမြင့်မှာအတောင်60လောက်မြင့်တဲ့အမြင့်နော်တောင်60လောက်မြင့်တဲ့အမြင့်မှာဝါထိပ်ပြားမှာဆွဲထားတယ်ဆွဲထားပြီးတော့ကြောညာထားတယ်သူကကြောညာထားတဲ့အခါကျတော့အာရအေးကောင်းဆောင်တွေကလောကမှာယဟန္တာတို့တကူရှိတယ်လို့ပြောနေတာလည်းပဲဖြစ်တယ်သူတို့ကဆက်သွယ်ကြတယ်ဒီတပိတ်လေးတစ်လုံးအတွက်နဲ့တကူပြဆရာမလိုဘူးငါဟာယဟန္တာလည်းဖြစ်တယ်တကူလည်းကြီးတယ်ငါလှူပါလို့ဆိုပြီးတော့ပုရဏကသဘာတို့မဂ္ဂလိဂောသလာတို့အဲ့ဒီ6ခိုင်းကဂိုင်းကြီး6ခိုင်းကအာရအေးကောင်းစဉ်ကဒီတထေးကိုပြောခိုင်းတယ်တထေးကလည်းခေါင်းပါလေကောင်းရင်တက်ပြီးယူနိုင်ယူဘယ်သူပဲဖြစ်ဖြစ်ဒီတိုင်းတော့ဘယ်သူမှမလှူဘူးဆိုတာခိုင်မာညင်းဆိုထားနောက်ဆုံးကြတော့ရှင်မောက္ကလန်နဲ့ရှင်ပိန်ဒေါလဘာရဒွါစားတို့ဟာရာဇဂိုမြို့ထဲဝင်တဲ့အခါမှာဒီသတင်းလဲကြားရောရှင်မောက္ကလန်ကပြောတယ်ကိုရောငါရှင်ပိန်ဒေါလကိုရောတကိုးလဲကြီးတယ်အဲ့တော့တကိုးကြီးတယ်ယဟန္တာလည်းဟုတ်တယ်ဒီတပိတ်ကိုရောနဲ့ထိုက်တန်နဲ့တက်ပြီးယူပါလို့ဆိုတော့ရှင်ပိန်ဒေါလကပြောတယ်အရှင်ဘုရားကတကိုးအရာမှာအိတ်တဲရတယ်အရှင်ဘုရားပဲယူပါအရှင်ဘုရားမယူဘူးဆိုရင်သူယူပါမယ်ဆိုတော့ရှင်မောက္ကလန်ကကိုတော်ပဲယူပါလို့ဆိုတခါတည်းသင်္ကန်းယုံတဲ့နေရာကမြို့ပြင်မှာသင်္ကန်းယုံရင်ကနေပြီးတော့တကိုးတော်နဲ့သူတို့ရက်ပြီးတော့သင်္ကန်းယုံနေတဲ့နေရာမှာကြောက်တုံးကြီးကြီးကြီးရှိတယ်ဒါကအထက်ကရာထဲမှာသာပါတာပါဠိတော်မှာတော့မပါဘူးပါဠိတော်မှာကတော့တကယ်ကိုရိုးရိုးကလေးဖော်ပြတယ်အဲ့ဒီလိုနှစ်ပါးတူတူစကားပြောပြီးတော့ကိုတော်ပဲယူလို့ဆိုရှင်ပိန်ဒေါလကဇန်သိဉ္ဇဝင်စားပြီးတော့ကောင်းကင်ယံအကြွသွားပြီးအဲ့ဒီတပိတ်ကိုဖြုတ်ယူလိုက်တယ်ဖြုတ်ယူလိုက်ပြီးတော့ဖြုတ်ယူလိုက်တဲ့အချိန်မှာတထေးမိသားစုကလည်းကြည်နေတော့အဲ့တော့ကောင်းကင်ကနေပြန်လာပြီးတော့တပိတ်ကိုယူသွားတော့အရှင်ဘုရားဆင်းတော်မူပါဆိုပြီးတော့တပိတ်ထဲမှာဆွမ်းခဲဘွယ်ဘောဇဉ်ချွတ်ချင်းရတာဖြားဖြားတွေအကုန်လုံးထည့်သွင်းပြီးတော့လှူဒန်းလိုက်တယ်အဲ့တော့ရှင်ပိန်ဒေါလတပိတ်ကိုယူပြီးတော့မြို့ကိုပတ်လိုက်တယ်မြို့ကိုပတ်လိုက်တော့ကောင်းကင်ယံမှာတပိတ်ကလေးလွယ်ပြီးတော့လက်ပတ်ပြတယ်ပေါ့ထက္ကထာမှာတော့ကြောက်တုံးကြီးတစ်ခုလုံးကိုလူတွေအားလုံးအာယုံဆိုင်မိအောင်ဆိုပြီးတော့သူတို့သင်္ကန်းယုံတဲ့နေရာမှာရှိတဲ့ကြောက်ဖြာကြီးကြောက်တုံးအပြာကြီးတစ်ခုလုံးကိုတစ်ခုတကိုးတော်နဲ့မပြီးတော့ရာဇဂိုမြို့ကောင်းကင်ပေါ်မှာကြောက်တုံးကြီးဖန်ဆင်းပြီးတော့ကြောက်တုံးကြီးနဲ့လှည့်လည်ပြီးတော့သွားတယ်လို့ဆိုတယ်လူတွေကကောင်းကင်ယံကကြောက်တုံးကြီးမြင်တော့ကြောက်တာပေါ့ခေါင်းပေါ်မှာပြုတ်ကြမှာကြောက်ကြတယ်ပေါ့အဲ့ဒါလို့တကိုးပြသေးတယ်လို့ဆိုတယ်ပါဠိတော်မှာတော့ရိုးရိုးလေးပဲတကိုးနဲ့တက်ပြီးတော့တပိတ်ကိုယူတယ်ယူပြီးတော့မြို့ကိုလက်ပတ်တယ်ကောင်းကင်ယံကအဲ့ဒီမှာတထေးမိသားစုကရှင်ဘုရားဆင်းတော်မူပါဆိုပြီးတော့တပိတ်ကိုယူပြီးတော့ဆွမ်းဟင်းခဲဘွယ်ဘောဇဉ်တွေအပြည့်ထည့်ပြီးတော့လှူလိုက်တယ်အဲ့ဒီတကိုးပြာလေးဟာအဝေးရောက်လို့မကြည့်ရတဲ့ပုဂ္ဂိုလ်တွေကကြည့်ကျင်လို့ရှင်ပေနောနာနောက်ကနေလိုက်ပြီးတော့ပြပါအောင်နဲ့လိုက်ကြတာပေါ့လိုက်ကြတာဘယ်ဒီအောင်လိုက်တုံဆိုဝေလဝံကျောင်းတော်ထဲထိရောက်သွားတာစူးစူးညံညံနောက်ကလူအုပ်ကြီးပါလာတော့မြတ်စွာဘုရားကအတန်နေလူတွေဘာလုပ်ကြတာလဲလို့ရှန္ဒနာမေးတော့ရှင်ပိန်ဒေါလစန္ဒကူတပိတ်ကိုတက်ယူတယ်တကိုးလူတွေကကြည့်ကျင်လို့လိုက်ပြခိုင်းတာပါဗျာလို့ဆိုမြတ်စွာဘုရားသူခေါ်တယ်ခေါ်ပြီးတော့တကိုးနဲ့စန္ဒကူတပိတ်ကိုယူတယ်ဆိုတာဟုတ်သလားလို့ဟုတ်ပါတယ်ဗျာမြတ်စွာဘုရားပြစ်တင်တယ်အပြစ်တင်နာမှတ်လောက်သားလောက်အပြစ်တင်ဘာမှတန်ဖိုးမရှိတဲ့အရာတစ်ခုအတွက်အရှက်เสียကိုပြတယ်လို့ပဲနော်ဘာမှတန်ဖိုးမရှိတဲ့စန္ဒကူအတွက်ဒီတကူပြရမလားလို့မြတ်စွာဘုရားအပြစ်တင်အဲ့တော့တမ္မာပုဂ္ဂိုလ်တွေကတော့ထင်ကြမယ်ဒီတကူပြတာဟာသာသနာကိုပို့ပြီးတော့ကြီးညိုမဲ့လူတွေပေါ်မလာဘူးလားတကူပြတာမကောင်းဘူးလားလို့ဆိုမကောင်းဘူးမြတ်စွာဘုရားအနေနဲ့မြင်ဘာဖြစ်လို့တော့ဆိုတကယ်တရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေဟာတကူမပြနိုင်လို့ရှိရင်လူတွေရဲ့စော်ကားမှုကိုခံရနိုင်တယ်ပေါ့
မြတ်စွာဘုရားရဲ့သာသနာတော်မှာတကယ်တရားဓုတရားမြတ်ဆိုတာတကူပြနိုင်တာကိုခေါ်တာမဟုတ်ဘူးဒါကြောင့်မို့တကူပြတယ်ဆိုတာလောကီအတ္တပညာတွေရှိတယ်တဲ့ခန္ဓာရီအတ္တဆိုတာလူစိတ်ကိုသိတယ်ကောင်းကင်ယံကသွားနိုင်တယ်ဆိုတဲ့အတ္တတွေရှိတယ်နောက်မယုံတဲ့လူတွေဟာဒါကခန္ဓာရီဝိဇ္ဇာကြီးပါမျက်လှည့်သမားကြီးပါနော်မျက်လှည့်ပြတာပါသူကောင်းကင်ယံသွားတယ်ဆိုတော့သူသွားတာမဟုတ်ပါဘူးတကယ်မျက်လှည့်ပြတာပါလို့ဆိုပြီးမယုံကြည်ကြဘူးတဲ့ယုံကြည်အောင်လုပ်လို့မရဘူးလို့ဆိုရဲအနေအထားမျိုးတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားတကူပြတာကိုမကြိုက်ဘူးတကူပြခြင်းဖြင့်အောင်မြင်မှုမရနိုင်ဘူးသာသနာမှာတကူပြခြင်းဖြင့်လူကိုသိမ့်သွင်းလို့မရသို့သောလူတွေကတော့ထင်ကြတယ်တကူပြလို့ရှိရင်သာသနာကိုပိုးကြည့်ညိုမဲ့ပုဂ္ဂိုလ်တွေရှိပေါ်လာနိုင်တယ်အလုံးဟာဗုဒ္ဓဘာသာဖြစ်သွားလိမ့်မယ်လို့ဒီလိုထင်ကြလားနာလန္ဒမှာရှိတဲ့ကေဝတ္တဆိုတဲ့ကေဝတ္တပုဒ္ဒဆိုတဲ့လူတယောက်ဟာလေမြတ်စွာဘုရားကိုသွားတော်လျှောက်တာသူကအရှင်ဘုရားနာလန္ဒလူတွေသရတရားကောင်းတယ်တဲ့သာသနာကိုပိုးကြည့်ညိုအောင်ရှင်ဘုရားတကူပြမဲ့ကိုရောတော်ကခံထားပေးပါတဲ့နေ့စဉ်သူတကူမျိုးမျိုးပြရမှာပြရင်တစ်မျိုးလုံးလူတွေဟာဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့သာသနာတော်ကိုပိုးကြည့်ညိုကြလိမ့်မယ်လို့ဒါသူ့အယူဆလျှောက်တယ်မြတ်စွာဘုရားလက်မခံဘူးမဖြစ်နိုင်ဘူးတဲ့မှန်တယ်လောကမှာမယုံတဲ့လူတွေကဘယ်လိုလုပ်လို့မှမယုံဘူးနော်တကူပြပြီးတော့ယုံအောင်လုပ်လို့မရဘူးတဲ့မြတ်စွာဘုရားအဲ့ဒီထဲမှာအစွမ်းထက်တာတစ်ခုကတော့တကူပြတာမဟုတ်ဘူးတဲ့ဆုံးမဩဝါဒပေးတာဟာဒါလေဘာသာတရားအတွက်တန်ဖိုးရှိဆုံးအရာဖြစ်တယ်ပေါ့ဘာသာတရားရဲ့ဆုံးမမှုဆိုတာတကူပြတာလေထိရောက်တယ်တကူပြလို့ရှိရင်မျက်လက်သမားကြီးလို့လဲထင်ရင်ထင်ကြမယ်နော်လိန်လူညာလို့လဲထင်ကောင်းထင်ကြလိမ့်မယ်တဲ့အဲ့ဒါလို့မဟုတ်ပဲနဲ့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်စိတ်နေသဘောထားဘယ်လိုထားရမယ်အပြည့်ရှိတဲ့အလုပ်အပြည့်မရှိတဲ့အလုပ်တွေခွဲခြားပြီးတော့လုပ်တဲ့နာနဲ့မလုပ်တဲ့နာခွဲခြားပြီးတော့ဆုံးမဩဝါဒပေးတဲ့အလုပ်ဟာပို့ပြီးတော့ဘာသာတရားမှာတန်ဖိုးရှိတယ်ပေါ့အဲ့ဒီတန်ဖိုးရှိတဲ့အနုတာတတိဆုံးမဩဝါဒပေးမှုကသာလဲဘာသာရေးနဲ့တင့်လျော်တဲ့တကူပြမှုပဲလို့မြတ်စွာဘုရားယူဆတယ်အဲ့ဒါကြောင့်မို့လို့ယေရှုမိုးပြန်ဒီလိုလုပ်ပြတာတွေကိုမြတ်စွာဘုရားမချီးမွမ်းဘူးလူစိတ်ကိုအတတ်ဟောတာတွေမချီးမွမ်းဘူးလောကလူတွေကတော့ကြစိတ်ဝင်စားတာတော့ဟုတ်လိမ့်မယ်နော်လူစိတ်ကိုသိတယ်ဆိုလို့ရှိရင်လူတွေကဘာလုပ်ကြမှာသာသနာပေါင်းကြီးညိုမှာတော့မဟုတ်ဘူးအိမ်ကစိန်လက်စွပ်ပျောက်သွားလို့ရှင်ဘုရားဘယ်နာရောက်နေတော့ဒါလာမေးမှာပဲနော်တကူပြတာလို့ရှိရင်အဲ့ဒါပဲလာမေးကြမှာပဲတရားဓမ္မတော့မေးမှာမဟုတ်ဘူးအရှင်ဘုရားဒီတရားဘယ်လိုကြောင့်ရတာတော့တပည့်တော်နီးပေးစမ်းမှာဒီတရားတပည့်တော်ရချင်ပါတယ်ဆိုတဲ့လူကရှားတယ်နော်ရှားတယ်အဲ့တော့ဒီနီလန်းတွေကတကူပြပြီးတော့စီယုံတဲ့နီလန်းတွေကမမှန်ကန်ဘူးလို့မြတ်စွာဘုရားဒီလိုဟောတာရှိတယ်ဒါကြောင့်မလို့ရှင်ပိန်တော်လာကိုပြစ်ခါတာမြတ်စွာဘုရားတကူပြတာကိုပြစ်တင်ပြီးတော့ဒီတိက္ခဗုဒ္ဓံပြညတ်လိုက်တယ်နဘိက္ခဝေဂိဟိနံဥတ္တရိမနုဿဓမ္မံအဋ္ဌိပါတိဟာရိယံဓတ္တိတဗံလူအကြောင်းတွေကိုဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဒီရနိုင်တဲ့ဂုဏ်ကြီးဖြစ်တဲ့တကူပြတိဟာကိုမပြရဘူးတဲ့အဋ္ဌိပါတိဟာမပြရဘူးယောဓတေယအာဘာတိဒုက္ကတအဲ့ပြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ကတချွေရင်မှုတစ်ခုလုပ်တယ်မလုပ်တဲ့နာတစ်ခုလုပ်တယ်ဆိုတဲ့အပြစ်သူတင့်ရောက်စေရမယ်လို့ဒီလိုဝိနိဗ္ဗာန်ဒုက္ခအပ္ပသင့်တယ်လို့ပြောတာပေါ့နော်အပ္ပဆိုတာအပြစ်တင့်ရောက်မှုပဲအဲ့ဒီဒုက္ကတမဟုတ်တာလုပ်တယ်မင်းမှားယွင်းတယ်ချွတ်ချော်တယ်မလုပ်တဲ့နာလုပ်တယ်ဆိုတာနဲ့အပြစ်တင်ရမယ်အပြစ်မျိုးသူရတယ်လို့ဒီလိုသတ်မှတ်ပြီးတော့မြတ်စွာဘုရားဟာပြစ်တင်ရှုတ်ချခဲ့ပြီးတော့ယဟန်တွေကိုစီကံဥပဒေတစ်ခုထုတ်ထားခဲ့တယ်ပေါ့ဒါကြောင့်မို့လို့ဒီမကုလတောင်မှာ6ဝါမြောက်ဝါဆုပ်ပြီးတဲ့နောက်မှာဒီအဖြစ်တစ်ခုကြုံတွေ့ခဲ့ရတယ်လို့ဒီလိုပြောတာအဲ့တော့မြတ်စွာဘုရားပထမဆုံးရာဇဂိုလာတယ်ဆိုတာဝိနည်းကျမ်းကနေဖတ်ကြည့်လို့ရှင်နော်ဘုရားဘယ်ကနေပဲသွားတယ်ဆိုတာခံမှန်းပြီးတော့ကြည့်လို့ရတယ်ရာဇဂိုလာတယ်လာတဲ့အခါမှာအဲ့ဒီတကူမပြရဘူးဆိုတော့ပြညတ်ခဲ့ရတယ်သာသနာတော်မှာစိကံချက်ကလေးတွေဒီလိုထုတ်သွားတာဒါထူးခြားချက်တယ်မြတ်စွာဘုရားစိကံချက်ထုတ်ခြင်းဟာ
သာသနာတော်တိုးတက်ခြင်းအကြောင်းတစ်ခုပဲနော်သာသနာတော်ကိုလူတွေအထင်သေးပြီးတော့သာသနာတော်ပျက်စီးအောင်မဖြစ်ဖို့အတွက်ယဟန်တွေကိုတကိုးပြမှုကိုဟန်တာပေးခဲ့တယ်ပေါ့ဒီဟာကတခုရာဇဂုပြည်မှာဒီအဖြစ်တွေပြီးတဲ့အခါကျတော့ဝေသာလီပြည်ကိုမြတ်စွာဘုရားကြွသွားသေးတယ်ဝေသာလီကအဲ့ဒီချိန်တုန်းကအလွန်စီကားတဲ့စီးပွားဥစ္စာတွေတိုးတက်နေတယ်ဘေးကအန္တရာယ်တွေကင်းရှင်းသွားတဲ့နောက်မှာဝေသာလီမြို့ကြီးကပြန်ပြီးတော့စီကားဘုရားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေအလွန်များပြားလာတဲ့အခါဝေသာလီကြွတဲ့အခါအိုးကောင်းပြီဆိုတဲ့ဆွန်ဟင်ဆွန်နေနဲ့အမြဲတမ်းကတ်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုဝေသာလီမှာနေတဲ့အခိုက်မှာရဟန်းတော်တွေကဘာဖြစ်အကောင်းကြီးပဲစားတဲ့အခါကျတော့တဲ့ဘာဖြစ်လာတော့ဆိုအဘိတန္နကာယလေသီးကြီးတလိပ်ဆိုတာဒါတွေများပြားလာပြီးတော့ဝန်းနေပါတွေချုပ်ကြတယ်တဲ့ဘဝပါဒယောဂဝေဒနာတွေပိုများလာတယ်တလိပ်သီးကြီးတွေပွားပြီးတော့ကိုယ်တော်ကြီးတွေဝေါဖိုက်မိုက်ကြီးတွေဖြစ်ပြီးယောဂတွေများလာတယ်ခုခေတ်ဆိုရင်တော့စီးတို့ဒီသွေးကြိုတို့စီးဟိုတဲ့တို့ဖြစ်မှာပေါ့သွေးတို့စီးကြိုတို့ဖြစ်မှာပေါ့ဒါမျိုးတွေဖြစ်လာတယ်ပေါ့အဲ့ဒီလိုယောဂတွေဖြစ်လာတာအဲ့ဒီအချိန်မှာဆရာဇီဝကကြီးကလည်းသူ့ကိစ္စတစ်ခုနဲ့ဝေသာလီရောက်လာတယ်ရောက်လာတဲ့အခါကိုတော်တွေစီရောက်လာတော့ကြည့်လိုက်တော့ကိုတော်တွေကပေါင်ချိန်တွေတက်ပြီးတော့အခါနဲ့အစားကောင်းတွေစားတဲ့အခါပေါင်ချိန်တွေတက်အစီတွေတိုးစီးကြိုတွေသွေးတိုးတွေတက်ပြီးတော့ဒီလိုယောဂဝေဒနာတွေများလာတယ်ပေါ့နာမည်တော့အဲ့လိုတော့မခေါ်ဘူးနော်အဘိဓမ္မာကာယဘဝပါဒလို့ပဲဒီလောက်ပဲသုံးတယ်ဘိဓမ္မာကာယဆိုတာနော်လေသီးခြေတလိပ်တွေခန္ဓာကိုယ်မှာပွားလာတယ်ဆိုတော့ဝလာတယ်ကိုရောကြီးဝလာပြီးတော့ဘဝပါဒယောဂတွေများလာတယ်လို့ဆိုလို့တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကိုလျှောက်တယ်တဲ့သူကဆေးဆရာဆိုတော့ဆေးပညာရှုထောင့်ကပဲကြည်တတ်တယ်သူကဝေသာလီပြည်မှာအခုအစာကောင်းတွေသိကျွေးတော့ရဟန်းတော်တွေဟာအကုန်လုံးစားကြတောက်ကြတော့အစီအစိမ့်တွေစားတာများလာတယ်များလာတဲ့အခါကျတော့ယောဂတွေများတော့အဲ့တော့မြတ်စွာဘုရားတဲ့ယဟန်တွေယောဂကင်းမှုအတွက်ဈဉ္ဉံလျှောက်ခိုင်းပါဗျာတဲ့ရေမချိုးခင်နော်ချွေးထုတ်ခိုင်းပါဟုတ်တယ်လမ်းလျှောက်ရင်လည်းချွေးထွက်တယ်နော်ရာသီဥတုအေးနေတဲ့အချိန်မှာဆိုရင်ချွေးရမထွက်ရအောင်အဲ့တော့ရေချိုးကနေမှာဆိုရင်ချွေးထွက်ဇန္တာဂရလို့ခေါ်တယ်စာပေကျမ်းကမှာတော့ဇယုံအိမ်ဆိုတာချွေးထုတ်တဲ့နေရာကိုပြောတာပေါ့ယမဆေးပညာအရဆိုရင်တော့ချွေးထုတ်ခိုင်းတာပဲအခိုးတွေပွင့်သွားအောင်ချွေးထုတ်ခိုင်းရေမချိုးရင်ချွေးတွေထွက်လာအောင်လုပ်ခိုင်းတယ်အကုန်လုံးခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေဟာချွေးဖြစ်ပြီးတော့ထွက်တာရှိတယ်အောက်ကိုနော်ကျင်ကြီးအနေနဲ့ထွက်သွားတာရှိတယ်အဲ့ဒါလို့ခန္ဓာကိုယ်ထဲမှာအညစ်အကြေးတွေစုမနေအောင်ဈဉ္ဉံတွေရှောက်ရမယ်ချွေးထုတ်ရမယ်ဒီအလုပ်တွေနဲ့လုံးလိုက်လို့ရှိရင်ကျမ်းမာသွားမှာပါအရှင်ဘုရားဒါတွေလုပ်ဖို့ခွင့်ပြုလိုက်ပါလို့ဆိုတော့မြတ်စွာဘုရားကိုသူကကျမ်းမာရေးရှုထောင့်ကလျှောက်တော့မြတ်စွာဘုရားခွင့်ပြုလိုက်တဲ့အနုဇာနာမိဘိက္ခုကြီးစင်ကမင်္စသန္တာကရင်္စဈဉ္ဉံလမ်းနေစနစ်တကျလောက်ပြီးတော့ချွေးထုတ်တဲ့နေရာတွေပါခွင့်ပြုလိုက်တော့အဲ့ဒီဒီစနစ်အတိုင်းလိုက်နာတဲ့အခါမှာယဟန်နေယောဂဝေဒနာတွေသက်သာသွားတယ်ဟောနောက်တစ်ခါဝေသာလီကနေပဲကြွသွားတော့ဆိုဘက်ခတိုင်သုတ္တမနာဂိရဘက်ကိုလည်းကြွသွားတယ်ဆိုတာဝိနည်းကျမ်းကအရာသိရတယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရောက်ရအယတ္တိတမှာတရားတွေရဲ့အကျိုးကိုသိဖို့ဆောင်ရွက်တော်မူခဲ့တယ်ယဟန်တန်ဃာတွေတပည့်တွေရဲ့အကျိုးကိုသိဖို့ဆောင်ရွက်ခဲ့တရားဓမ္မတွေဟောပြောလို့မှန်ကန်တဲ့လမ်းကြောင်းစာပေကျမ်းကမှာဘလို့ဆိုတော့ဆိုသက်ကမက်ခံမောက္ခမက်ခံအာရောပင်တော်တရားတွေကိုနတ်ပြည်လမ်းကြောင်းပေါ်တင်ပေးတယ်နိဗ္ဗာန်လမ်းကြောင်းပေါ်တင်ပေးတယ်ဒါတရားတွေရဲ့အကျိုးအတွက်မြတ်ဗုဒ္ဓရဲ့ချိုးပမ်းချက်ပဲဖြစ်တယ်လို့6ဝါမြောက်မှာယခုလိုချိုးပမ်းအထုတ်မှုလေးတွေကိုမှတ်တမ်းတင်ထားတာရှိတဲ့အကြောင်းတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာရဲ့လောကသားတို့အတွက်ချိုးပမ်းအထုတ်ချက်တွေဟာဤမြတ်တာမကဘူးများစွာရှိတယ်ပေါ့ရောက်ရရမှာတရားဓမ္မတွေဟောပြောပြီးတော့နတ်ရွာနဲ့တန်တဲ့ပုဂ္ဂိုလ်တွေနတ်ရွာအ ਨੇ ဆုံးရောက်စေတယ်နိဗ္ဗာန်နဲ့တန်မဲ့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်အောင်ဟောပြောဆုံးမသွန်သင်တော်မူခဲ့တယ်ဆိုတဲ့လောကသားတို့ရဲ့အကျိုးအတွက်ကြိုးပမ်းအားထုတ်တော်မူခဲ့တယ်ဆိုတာမှတ်သားနိုင်ယူကြပြီး
မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့ဗုဒ္ဓနုတ္တိဘာဝနာဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း